နာမည်ဘယ်လိုခေါ် ဦးထွန်း ပြီးထွန်းနော်ဒီရွာတော့ ဟုတ်ရှင်များ ချင်းများနော်ချင်းများဟိုအရင်ကခပြဘူးနော် အင်္ဂါလည်းဆရာဘူးရိုက်သေးတယ်လေ အခုဒီရက်ဘူးကြီး ဒီရက်ကြီးရဲ့ဆရာ အဲ့ဒီကဲကဲ ဒီရက်ကြီးအရင်ဒီဘက်ကလေကြီးဒီကောင်လေးကအရင်ကြီးရလေ ဒါကြီးတင်ပြောင်း လုံးပြောက်သွားတာကွာအရင်ပြောင်းနေရလေကွာဒီကောင်လေးကဆိုကွာသီးကိုလုံးပြောက်သွားတာဒီကောင်လေးကသီးတော့ပြီးသွားတယ်ဖက်ကြည့်မလားဟုတ်တယ်ဆရာ ခုလေးတော့မဟုတ်တဲ့အရင်တော့ကျွန်တော်ညနေစီမတော့ဘူးနော်အရင်ကဲကဲပဲပြောတာနော် အကဲကြောက်နေတယ် ဒီမလာခင်ပြောတာ ဒီမလာခင်ဟုတ်တယ်ဆ ကဲ ရာ ကဲပဲတောက်လိုက်တပတ်တစ်ခါဘုံနေမှာရော ဟုတ်တယ်ဆရာ တပတ်ကိုတစ်ခါနား ဆေးထူလိုက်တက်တာလိုက်ကြောက်မတော် နောက်ပိုင်းရဆရာကြီးက300အာညွှန်ပြီနော် ဟုတ်တယ် ဒီပြီး300အဲ့300ညွှန်ပြီးတော့အဲ့နောက်ပိုင်းကယောဂတိတ်မပေါ်တော့ ယောဂသိမ့်မပေါ်ပြီးခဲ့ တည်သွားနော် တီးလက်တီးသွားပြီးခဲ့နေကဒီလောက်အလုံးလုံးနေဒီနေ့ကျွန်တော်ယာရီဝဲထွန်းနိုင်တယ်လေ ကြောက်ကဲကဲစီမစားဘူးနော် အရင်ကဟုတ်တယ်ဆရာဆရာကူဆရာစီရောက်ပြီးရလုံးဝမစားတော့ဆရာညွှန်းနေစီဘူးပဲအပြတ်မခံတော့ ရင်းတော့သာဒီလိုကဟိုယူရီအတိကျအတိကျတရားလောက်ပဲစားနော် ဟုတ်တယ် ကဲကဲပဲစီစားတယ်ဆိုယောဂကြောင်းဒီနားလေးလည်းမတွေ့တော့အခုကပူပူကြည့်လိုက် အဲ အခုတော့တီးသွားတယ်အိုက်စီကလုံးရင်ထားလိုက် အဲဆိုဆရာအိုက်ကစီတစ်မျိုးနဲ့သုံးကြစားမှာလား ကျန်တဲ့ဟာကျတော့သူကလုံးရင်တစ်ချိန်ပဲသားမှာရှာရေးပြီမယ်လေ ဟုတ်ကဲ့ဆရာ ဒီကတူလေးတင်းနေဟုတ်တယ်မလား ဟုတ်တယ် မတအောင်လုပ်ပြီနော် တင်းတိုးလေးနေဆရာထိုင်းကိုဆောင်းအောင်ထိုင်လို့မရပဲဖြစ်နေ ဦးလေးဒီအလုံးကပြောတယ်ဦးလေးရတာနည်းနည်းလေးဖြစ်တာကြာတော့ပူကြည့်တော့ဟိုပိုးပြီးစစ်တော့ဖြစ်တော့တစ်လုံးတော့နော် ဟုတ်ကဲ့ ကတိပဲဒီမတော့အောင်နော် ဟုတ်ကဲ့ လုံးနေ အဲဒါကဟို300အားစု လုံးကျင်တော့တော့ 3ကျင်လောက်တော့ဟိုကောင်ကတော့တင်းနေဟိုကောင်ကြီးကတော့တင်းနေဂျင်းမဲ့တော့ အဲ့ဒါကတော့ဟိုကာကွယ်ရေးစီပေါ့ဗျာ ဟုတ်ကဲ့ နာကာကွယ်ရေးစီနော် ဟုတ်ကဲ့ ခုချီစီကဲပဲဒီမပေးဘူးဆရာနော် ဟုတ်ကဲ့ ကဲပဲဒီမပေးရကြိုင်နော်မတော့အောင်လည်းကြိုင် မတော့ကြာကြီးဆရာဒီဆရာစီတော့ကြတာလုံးလုံးမတော့တော့လုံးလုံးတော့လည်းမတော့တော့ဘူးဆရာ ဒီစီပဲတီးပါရင်တက်တက်ဟာဖောက်ကား ဒီစီကိုကျွန်တော်ဆွဲစားရတော့တာ အခုလိုရဲတခုပဲလည်းမလို့နော် IC ကိုကိုကနည်းနည်းဝဲတော့လုံးလေးကလာနောက်စီတန်းရောက်နော် ဟုတ်ကဲ့ဆရာ ဘာမှမလုပ်နဲ့နော် IC ကပုံမှန်တော့ ဟုတ်ကဲ့ဆရာ ကျန်တဲ့အဲ့ဘာမှထပ်ပြီးစိတ်မကူတော့နဲ့လုံးနိုင်မယ်အစီအလေးပုံမှန်စားကြောက်ပဲနော် ဟုတ်ကဲ့ ဆေးပိုင်းမထုံးတဲ့ပုံတော့အစီပဲစား ဟုတ်ကဲ့